ကဘာမှာအရက်ဆက်ဆုံးတဲ့အကျန်းကျုပ်ဆုံးပြပါဆိုကျွန်တော်မြန်မာနိုင်ငံဒီမအားလာဦးဆောင်တဲ့စစ်တပ်အားကြောင့်ဒီကောင်တွေပြောစရာဒါပဲဒီပြုလို့မဲ့ရွေးကောက်ပွဲလို့ပြောပါအတူရောင်ရွေးကောက်ပွဲပေါ့နော်အတူရောင်ရွေးကောက်ပွဲကျွန်တော်အနေနဲ့ဘယ်လိုမြင်လဲဆိုကျွန်တော်ဘလို့မှမြင်လို့မရတာမျိုးလုံးနဲ့ဟိုဒါရွေးကောက်ပွဲဆိုတဲ့ပုံစံကြီးကိုကျွန်တော်ဖော်ဆောင်လို့မရတာဒီကောင်တွေကဘာလို့လဲဆိုတော့ဒီမှာတိုင်းသူပြည်သားတွေကိုသူတို့တက်ချင်သူတို့တက်ဖျက်ချင်သူဖျက်လေနဲ့ဘုံကျဲဆိုရင်ကျဲရွာတွေမီးရှို့ဆိုရင်ရှို့ပြီးမှနောက်ဆုံးအနေနဲ့ဒါသူတို့အတွက်ထွက်ပေါက်နေနဲ့ရွေးကောက်ပွဲဆိုတော့မဖြစ်မနေလုတ်ပေးရမယ်ဆိုတဲ့အတွက်ဒါဒီကောင်တွေဒါမဖြစ်မနေလုပ်ရတာပေါ့ဒီကောင်တွေရွေးကောက်ပွဲမလုပ်ဘဲနဲ့ဆက်ပြီးတော့ဒီအာနာထိန်းလို့ရမယ်ဆိုရင်ဒီကောင်တွေဆက်ပြီးတော့ထိန်းထားခြင်းတည်တဲ့ပုံစံမှာရှိရပေါ့နော်အဲ့တော့ဒီကောင်တွေလုံးမဲ့ရွေးကောက်ပွဲကဒီအတူရောင်ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကျွန်တော်ကမဟုတ်ပါဘူးကျွန်တော်တို့ပြည်သူတွေအားလုံးထမင်းစားတဲ့ပြည်သူတွေပေါ့နော်ထမင်းစားတဲ့ပြည်သူတွေအားလုံးဒီရွေးကောက်ပွဲကိုဘယ်သူမှစိတ်ဝင်စားပါဘူးဘယ်သူမှလည်းဘယ်လိုမှမြင်မှာမဟုတ်ပါဘူးဗျစကားမပြုတ်လောက်တဲ့ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲလို့ညီမလိုမြင်နေပေါ့နော်အင်ရှင်မတယောက်နေနေပေါ့ဘာလို့လဲဆိုတော့ညီမတို့ရင်ထဲမှာမျက်မျက်နှုံနှုံရှိတာ2021အမေတော်အောင်စန်းစီလောက်တဲ့ရွေးကောက်ပွဲအစ်စ်မှန်လို့ရင်ထဲမှာခိုင်ထားပဲလုံးဝသူတို့အလိုမရှိပါဘူးသူတို့ကြိုက်တယ်လို့ပဲလုပ်ပေါ့နော်ညီမတို့အင်ရှင်မတယောက်နေနေရတော့တက်ပြောချင်တာအင်ရှင်မတိုင်းကိုပြောချင်တာတော့2021အမေတော်အောင်စန်းရွေးကောက်ပွဲကအစ်စ်မှန်တာဖြစ်ပါတယ်ပေါ့နော်ပြရပါတော့အခု तू ကရွေးကောက်ပွဲက तू ကထွက်ပေါက်ရှာတာဒီရွေးကောက်ပွဲဖြစ်သွားရင်သူတို့တရားမဝင်လူတက်နေတာကိုတရားဝင်လူတက်ခွင့်လိုင်စင်ရအောင်လုပ်တယ်လို့ပဲကျွန်တော်ကတော့အဲ့လိုမြင်တယ်သူတို့ရွေးကောက်ပွဲကိုဘယ်လိုမြင်လဲစက်ကာမလို့ပဲခေါ်မလားစစ်ကော်မတီလို့ပဲခေါ်မလားသူတို့ရွေးကောက်ပွဲလုပ်တယ်လို့ပြောတာပေါ့နော်ကျွန်တော်ကရွေးကောက်ပွဲကိုရွေးကောက်ပွဲလို့မမြင်တာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့2021မှာကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှနော်ကျွန်တော်တို့ပြည်သူရဲ့စံနာနဲ့အညီပေးခဲ့တဲ့မဲတွေကိုသူတို့ကမဲခိုးပါတယ်မဲလိမ်ပါတယ်ဆိုတော့လွယ်သုံးစားလုပ်ပလိုက်ပြီးတော့မှအာနာသိမ်းတယ်အဲ့တော့ပြည်သူဆန္ဒမပါဘဲနဲ့သူတို့ကနေပြီးတော့မှအခုကြမှာ9နှစ်တော်ကြော်ကြာလာတဲ့အခါကျတော့မှရွေးကောက်ပွဲဆိုပြီးတော့မှသူတို့အာဏာတည်မြဲရေးသူတို့ရဲ့အကျိုးစီးပွားတွေအတွက်ထပြီးတော့ပြည်သူကိုတုံးချပြီးတော့မှလှုပ်လာတဲ့ရွေးကောက်ပွဲဟာကျွန်တော်တို့ကတရားယုံကြည်လည်းမရှိသလိုမျှတတယ်လို့လည်းမမြင်ဘူးအဲ့တော့ကျွန်တော်ရွေးကောက်ပွဲလို့လည်းမမြင်ပါဘူးစစ်ကောင်စီမဟုတ်ဒီမင်းအွန်လိုင်းဥဆောင်တဲ့စကမှာเนาะစောက်ကောင်မတော့ဒါပဲလို့ပူလေးရเนาะဘာမှပြောစရာဒီကောင်တွေပြောစရာစကလုံးမရှိဘူးဒီတရိတ်ဆန်နဲ့နှိုင်းမှုနှိုင်းစရာတရိတ်ဆန်လည်းမရှိဘူးကဘာမှာအရက်ဆက်ဆုံးတဲ့အကျန်းကျုပ်ဆုံးပြပါဆိုကျွန်တော်မြန်မာနိုင်ငံဒီမအားလာဥဆောင်တဲ့စစ်တပ်အားကြောင့်ဒီကောင်တွေပြောစရာဒါပဲလို့အာဏာရှင်စစ်တပ်ကိုဗာပြောချင်တယ်ဆိုတော့ဗောနော်သူတို့ဘလောက်ပဲရွေးကောက်ပွဲအတူရောင်ရွေးကောက်ဘလို့လို့ဒီပြည်ပရောပြည်တွင်းရောပေါ့နော်တကဘာလုံးကရောဘလို့ပဲဖြစ်တွန်းလန့်နေမှာသူတို့ကြိုက်တဲ့ပုံစံလို့ဒါလူသက်ရွေးကောက်ပွဲလို့ညီမတို့မြင်တယ်အရှင်မတယောက်နေနဲ့ညီမကလည်းလူသက်ရွေးကောက်ပွဲလို့သဘောထားပြီးတော့သူတို့မြင်တယ်ပေါ့နော်အဲကြောင့်မို့သူတို့ဘလို့ပုံစံပဲလို့ညီမတို့ကတော့သူ့ကိုဘာနဲ့ဖြစ်တွန်းလန့်မှာလက်နဲ့မရှိဘူးမှန်တယ်ဒါပေမဲ့ညီမတို့မှာကိုယ်ပိုင်အင်အားရှိတယ်အင်အားစိုက်ပြီးတွန်းလန့်ပြင်မှာလို့ကျမတို့ပြောချင်တယ်ပေါ့နော်အာဏာရှင်စစ်တပ်ကိုဘာများပြောချင်လဲဆိုတော့နော်သူတို့ဘလို့ပဲသူ့ရောင်ရွေးကောက်ပဲဘလို့ပဲလို့ညီမတို့ကလုံးဝလက်ခံစရာမရှိဘူးသူတို့ညီမရဲ့မဟုတ်ဘူးပေါ့နော်တကဘာလုံးရောပြည်ပတွေရောပြည်သွင်းရောပေါ့နော်အကုန်လုံးသူတို့လက်ခံစရာမဒါအသူ့ရောင်ရွေးကောက်ပဲလို့ညီမမြင်တယ်ပေါ့နော်လုံးဝဟိုဘယ်လိုပြောရမလဲဟိုအေရှင်မတက်ကတော့တည်တင်တည်သက်တော့ပြောတာပေါ့နော်လုံးဝလက်ခံဒီဟာကလူသက်အကြမ်းဖက်လုပ်တဲ့ရွေးကောက်ပွဲအတွက်မလို့ဘယ်နိုင်ငံမှဘယ်နိုင်ငံဖြစ်တခြားပြည်ပါဖြစ်ပေါ့နော်ပြည်သွင်းမှဖြစ်ညီမတို့အိမ်ရှင်မတဲ့လုံးဝသူတို့ကိုလုံးဝလက်မခံဘူးဆိုတာညီမပြောချင်တယ်ပေါ့နော်ဒါအတူရောင်ရွေးကောက်ပွဲလုံးဝလက်ခံမခံဘူးပေါ့နော်သူတို့အကြမ်းဖက်လုပ်ရက်တဲ့ကိုရက်တန်းကရပ်ပါတော့လို့ပဲပြောချင်တယ်ကိုမြန်မာနိုင်ငံပြည်တွင်းထဲမှာပြည်တွင်းစဉ်ဖြစ်နေတယ်ဆိုတာအခုလူတွေတော်လဲပေးစားလိုက်ရပြီသူတို့လုပ်ရက်တွေဒီအကြမ်းဖက်လုပ်ရက်တွေကိုရက်တန်းကရပ်ပါတော့လို့ပဲပြောချင်တယ်เนาะပြည်သူကရင်ထဲမှာအကုန်လုံးကသူတို့စစ်တပ်ကိုဘယ်သူမှမကြိုက်ကြဘူးเนาะမကြိုက်ကြတဲ့အတွက်ကြောင့်မို့သူကအစိုးကိုပို့ပြီးတော့ရှေ့စေခြင်းနဲ့ဆိုရှေ့စေမယ်ပေါ့နော်ဒါကြောင့်မလို့ကိုယ်တိုင်းပြည်ကိုကြောက်ကဖားတဲ့ကြောက်အောင်လို့ဟိုမလုဆောင်ပါနဲ့လို့အာဏာရှင်စစ်တပ်ကိုပြောခြင်းတယ်အာဏာရှင်ကိုကျွန်တော်တို့အဓမ္မကောင်တွေလို့ပဲပြောခြင်းတယ်
များတွေကသုံးကြတယ်စစ်တက်ကအာဏာသိမ်းတယ်ကျွန်တော်စစ်တက်လို့မမြင်တာဘာကြောင့်လဲဆိုတော့ဒီကောင်တွေကကျွန်တော်တို့အကြမ်းဖက်သမားလူသက်သမားပြည်သူအမျိုးမျိုးသောဒုက္ခမျိုးစုံပေးနေတဲ့လူသက်ကောင်တွေမရင်းကောင်တွေလို့ပဲမြင်တယ်ခင်ဗျဒါကြောင့်မလို့ကျွန်တော်စစ်တက်ကိုစစ်တက်လို့လည်းမသုံးချင်ဘူးအာဏာရှင်တော်မှအယုဒ္ဓမာအာဏာရှင်လို့ပဲကျွန်တော်ပြောချင်ပါတယ်စောက်ယူတွေပဲအကုန်စောက်ယူတွေပဲလို့ပြောချင်တယ်တကယ်စောက်ယူတွေပဲဒီအာနာရှင်ကလှုပ်တဲ့ရွေးကောက်ပွဲမှာဒီကောင်တွေလည်းသိတယ်သူတို့ရှုံးမယ်ကျွန်တော်ဖဲဝိုင်းစကားနဲ့ပြောမယ်ဆိုဗျာရှုံးမယ်မှန်းသိတယ်တိုင်လိုဝင်ရိုက်တာဒါပဲသူတို့လည်းဗျာဟိုဟာရပေါက်ရလိုက်လေအမေဟိုအရာမြန်30ပို့မလားဒီအရာမြန်5ချက်နိုင်မလားဆိုပြီးတော့ရှုံးမယ်မှန်းတော့သိတယ်ဘယ်အရာမြန်မလီ5ချက်လောက်ရမလဲဆိုပြီးတော့တဏီယာရမလားဆိုပြဝင်ပြိုင်တာပြောလို့စောက်ယူတွေပဲတကယ်တိုင်းမျိုးချစ်တယ်ဆိုရင်တိုင်းမျိုးစေတနာထားတယ်ဆိုရင်ဒီစက်ကမှလုပ်တဲ့ဒီအတူရောင်ရွေးကောက်ပွဲဒီကောင်တွေလည်းသိပါဗျာကျွန်တော်တို့ထက်ဟိုဟာဘယ်လိုပြောမလဲလူကြီးပိုင်းကြီးပါပဲအခုပြိုင်တဲ့လူတွေကျွန်တော်တို့ထက်ပညာတတ်တွေကြီးပဲကျွန်တော်တို့တော့မှဗျာရိုးရိုးလေးတွေးကြည့်တာမန်ပြည်သူတယောက်အနေနဲ့တွေးကြည့်ဒီရွေးကောက်ပွဲဟာတရားမျှတမှုရှိမလားမရှိမလားအခုဝင်ပြိုင်တဲ့ကောင်တွေလည်းကောင်မတွေလည်းအကုန်သိတယ်ကျွန်တော်ရိုင်းတာမဟုတ်နော်ဘာလို့လဲဒီစကားမနဲ့ပတ်သက်တဲ့လူမှန်သမျှကျွန်တော်တကောင်မှဘယ်ကောင်ပဲဖြစ်ဘယ်ကောင်မှဖြစ်ကျွန်တော်လုံးဝကြည့်လို့မရတော့ကောင်တွေကောင်မတွေတုံးတာအဲ့တော့အခုစကားမလုံးမယ်အတူအောင်ရုပ်ကောက်ပွဲဝင်ပြိုင်တဲ့ပါတီတွေကလူတွေရောပါတီဝင်တွေရောအကုန်စောက်ယူတွေပဲကြက်မပြေးတဲ့လူတွေကြီးပဲညီမအနေနဲ့တော့ဗောနော်အခုရွေးကောက်အာနာရှင်လောက်တဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့ပါတီတေးသေးလေးဗောနော်အကြီးပဲဖြစ်တဲ့ဝင်ပြိုင်တဲ့လူတွေအများကြီးပဲရှိရလေအဲ့ဒါတော့ညီမဘယ်လိုပြောလဲသူတို့ကအစစ်မရှိဘဲနဲ့ဝင်ပြိုင်တာလေနော်ပါတီမှာဟိုပြည်သူကိုလည်းဘယ်လိုပြောမျက်နှာမူပြီးတော့သူတို့လှုပ်တယ်နော်သူတို့နေရမရသူတို့ဒီနေရာလိုချင်လို့တက်ပြီးတော့ပါတီဝင်ပြိုင်တာလေအဲ့ပါတီဝင်ပြိုင်တာသူတို့တော့ဘာရမလဲဒါဒီဟာဝင်ပြိုင်လိုက်တာနဲ့ဒါပြည်သူတက်တာနဲ့နေမှာတူတူပဲလို့နေမှာလို့ထင်တယ်ဗောနော်အခုစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဝင်ပြိုင်တဲ့ပါတီတွေကိုမေးကျင်တယ်နင်တို့တွေအခုဝင်ပြိုင်နေနင်တို့ဘာလုပ်လို့ရမလဲလွတ်တော်လည်းရတယ်နင်တို့နိုင်သွားနင်တို့တစ်စိတ်တစ်ပိုင်းပိုင်းနိုင်သွားနင်တို့ဘာလုပ်လို့ရမလဲအခုနာမည်ကြီးပါတီတွေရှိတယ်ဟာလားအခုဥစားတို့ကိုကြီးတို့ပါတီတွေငါဒဲပဲပြောရမှာလားစန္ဒာမင်းတို့တွေဘာတွေလုပ်လို့ရလဲနင်တို့လွတ်တော်ထဲမှာနင်တို့ဝင်သွားနင်တို့ဘာလို့လုပ်လို့ရမလဲတို့ဘာမှလုပ်လို့မရတဲ့ပါတီတွေကနင်တို့ကတိုင်းပြည်ကိုမပြတ်ပြတ်အောင်လို့လူစိုးတခိုးအားပေးအားမြောက်လုပ်နေတဲ့ပါတီတွေနော်ဆိုတော့အဲ့အတွက်နင်တို့ပါရင်ခွေးတို့ဘက်ကဝင်ဘယ်ကြွတွင်းနဲ့ဝင်နင်တို့လှုပ်ချင်အောင်လို့တိုင်းပြည်ကိုတော့ပြက်စီးအောင်စက်ကောင်စီနဲ့မပေါင်းပါနဲ့လို့ငါအဲ့ဒါပြောချင်တယ်ကွာပါဝင်ရှင်ပြိုင်နေဆိုတော့သူတို့ကလည်းပြောမယ်ဆိုရင်အာနာရှင်စစ်တပ်မရင်းကောင်စစ်တပ်ကိုအားပေးအားမြောက်ပြုနေတဲ့လူပုဂ္ဂိုလ်တွေလို့မြင်တယ်နိုင်ငံရေးအရာပြည်သူအကျိုးပြုမဲ့လူတွေမဟုတ်ဘူးသူတို့ကိုယ်တိုင်ကအာဓမ္မမှုကြီးကိုတိပါလျက်နဲ့စစ်ကောင်စီရဲ့ပြုလုပ်တဲ့အတူရောင်ဒီပေါ့နော်ရွေးကောက်ပွဲလို့မမီတဲ့ရွေးကောက်ပွဲပေါ်မှာပါဝင်ပြီးတော့မှသူတို့နေရာရရေးအတွက်ပြုလုပ်နေတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ပြောမယ်ဆိုလို့ရှိရင်လူမိုက်အားပေးပြောမယ်အစိတ်ပြင်းရေလောင်းနေတဲ့ကောင်တွေလောက်ကောင်တွေလို့ပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျဒီကောင်တွေအတွက်ကတော့ဗျာဒီကောင်တွေအတွက်ကတော့ကျွန်တော်ပြောစရာဟိုစကားမရှိပါဘူး။ဘာလဲဆိုတော့ဒါအယိုးရင်းဝင်ကြိုက်တာပေါ့နော်။အယိုးရင်းဝင်ကြိုက်တာတိုင်းပြည်ပြက်မှဒီကောင်တွေကြီးပွားမဲ့ကောင်တွေလေ။နော်ပြောတော့တာဒီကောင်တွေပါဇက်ကစင်မော်ရအောင်ပြောတဲ့စကားရှိပါတယ်။ကျွန်တော်လည်းပြောပါတယ်။ကျွန်တော်လူပညာရှင်တွေကပြည်သူကျွေးတဲ့ထမင်းကိုစားတာပါပြည်သူကျွေးတဲ့ထမင်းကိုစားတာပါ။ဆိုပြီးပါဇက်ကတဖွားပြောပြီးမယ်။ပြည်သူတွေကိုတက်ဖြတ်နေတဲ့ဒီစကားမှလုံမဲ့ရွေးကောက်ပွဲကြတော့ဒီကောင်လေးဘယ်လိုပြောမလဲစီယုံရေးတွေလှုပ်စော်ရေးတွေဝင်လှုပ်ပေးနေတဲ့အတွက်ဒီကောင်လေးလည်းပြောမယ်ဆိုဒါပြည်သူတက်တဲ့သူတွေကိုအားပေးတာနဲ့အတူတူပဲဆိုတဲ့အတွက်ကိုထမင်းရှင်တွေကိုပြန်ပြီးစော်ကားတာနဲ့အတူတူပဲလို့ကျွန်တော်တို့မြင်ပါတယ်အဲ့လိုဒီစကားမှလုံမဲ့အတူအောင်ရွေးကောက်ပွဲမှာဝင်ရောက်ပြီးတော့နော်မဲဆွယ်ပေးတဲ့အမှုပညာရှင်တွေကိုလည်းစကားမှအတိုင်းပဲညီမအနေနဲ့ကတော့ဗောနော်အနုပညာရှင်တို့ဗာပြောချင်တယ်ဆိုတော့ညီမတို့တန်ဖိုးထားတဲ့အနုပညာရှင်တွေက
ဒီရွေးကောက်ပွဲကိုသူတို့လှုပ်ဆော်ပေးတယ်ဘေးနားနဲ့ပါဝင်မဲ့ရုပ်ရိုက်ပေးတယ်ပေါ့နော်ဗီဒီယိုတွေပါရိုက်ပေးတယ်ပေါ့နော်ညီမတို့တန်ဖိုးထားပြီးဒီလိုမျိုးဘုံဆိုတော့ထားလုပ်တဲ့ခါကျညီမအတွေးကြဘယ်လိုတွေးလိုက်လဲဆိုတော့ဒီကိုတန်ဖိုးထားတဲ့အိမ်တော်တွေကဒီလိုမျိုးလှုပ်ဆော်ပေးပြီးတော့လှုပ်တာပေါ့နော်။အော်ငါတို့နိုင်ငံမှာစစ်ကောင်စီအကြမ်းဖက်တစ်ခုတည်းရှိတာမဟုတ်ဘူးပေါ့နော်။ဒါကအမှုပညာရှင်တွေကလည်းအကြမ်းဖက်ပါဗလားဖတ်ပါပဲလားဆိုတာညီမတွေးတယ်ပေါ့နော်။အော်တော်တော်လှုပ်ရက်တယ်ပေါ့။ညီမတို့မြန်မာနိုင်ငံအမှုပညာရှင်တို့ထုံမပြောဘူးပေါ့။ဒါကတော့အမျိုးမျိုးရှိကြတယ်နော်။ကိုဒီလိုမျိုးခုစစ်ကောင်စီရွေးကောက်ပွဲမှာလုပ်တဲ့အမှုပညာရှင်တို့ညီမအမြင်ပြောတာနော်သူတို့အဲ့လိုမျိုးလုပ်တဲ့ဟာကိုညီမမြင်မှာအော်တော်တော်ဝမ်းနည်းလည်းဖြစ်သွားတယ်ကိုလေးထားတန်ဖိုးထားတဲ့ချစ်ခင်တဲ့အမှုပညာရှင်တွေကဒီလိုမျိုးလုပ်ပါလားဆိုပြီးတော့သူတို့ဘယ်လိုပြောရမလဲညီမအမြင်ကတော့ဘယ်လိုပြောမလဲအော်သူတို့အကြမ်းဖက်စစ်ကောင်စီအကြမ်းဖက်တစ်ခုတည်းရှိတာမဟုတ်ဘူးသူတို့ကအကြမ်းဖက်ပုံစံဖြစ်သွားတာလေသူတို့ပါဝင်လှုပ်ဆော်ပေးတာလေဒါလူတက်ပြီးတော့သူတို့ဘေးနားနဲ့ပါဝင်လှုပ်ဆော်ပဲတူပဲညီမတို့ပြန်တတ်တာနဲ့တူပဲပေါ့နော်သူတို့အမှုပညာရှင်တွေကပေါ့အမှုပညာတွေလည်းပြောကျင်တယ်နော်အမှုပညာတွေအခုစစ်တပ်ကလှုပ်တဲ့ရွေးကောက်ပွဲမှာပါဝင်ပြီးတော့ထောက်ခံပေးနေတဲ့အမှုပညာတွေတို့ပြောကျင်တယ်ခင်ဗျားတို့ကလူသက်ဟလာခင်ဗျားတို့သိတယ်ရွာတွေမီးရှို့တယ်ကျောင်းတွေကိုဘုံကျဲတယ်ဟလာဟိုဖုန်ကြီးကျောင်းတွေကိုဘုံကျဲတယ်လူတွေကုန်တေကြတယ်ခင်ဗျားတို့ဒီစစ်တပ်ကစစ်ကော်မရှင်ကဟလာကိုတဲဝန်တက်နေတာ9နှစ်အတွင်းမှာတက်ခဲ့တဲ့ရွာလုံးကျုပ်တွေလည်းပျောက်တာတွေအများကြီးပဲဒီဥစ္စာသူတို့ရွေးကောက်ပွဲကိုအခုအဲ့ဒီစစ်တပ်ကလုံတဲ့ဟလာအခုလူတွေတက်ဖြတ်နေတဲ့စစ်တပ်ရဲ့လုံတဲ့ရွေးကောက်ပွဲကိုခင်ဗျားတို့ကအမှုပညာသေးတွေဟလာခင်ဗျားတို့တွေကအခုသူ့နောက်တဲ့လူသက်ခွင့်လိုင်စင်ရအောင်ခင်ဗျားတို့ကလိုက်ပန့်ပိုးပေးနေသလိုဖြစ်နေတယ်နော်ခင်ဗျားတို့အမှုပညာတွေကြက်ကြက်သတိထားပါရွေးကောက်ပွဲခင်ဗျားတို့နိုင်ဝါပဲဖြစ်ဖြစ်စုံပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်နေဒီရွေးကောက်ပွဲကတရားလဲဝင်တာမဟုတ်ဘူးနော်လက်တဆုပ်စာတရားဝင်မှုပဲလုံးမတရားလဲမဝင်ဘူးပြီးွားရင်ခင်ဗျားတို့တွေကပြည်သူကခင်ဗျားတို့မုန်းနေပြီးတော့ခင်ဗျားတို့အသေးဆုံးနဲ့သေရလိမ့်မယ်ရှင်းလေးကျုပ်ကတဲ့ပဲပြောတာနော်အမှုပညာရှင်တို့တုံးလိုက်တဲ့ဟိုကကျွန်တော်ယွန်တယ်ဗျဘာကြောင့်လဲဆိုတော့အမှုပညာရှင်တွေအမှုပညာရှင်မဟုတ်ဘူးအမှုပညာရှင်ဆိုတာသူတို့တက်ကျွမ်းတဲ့ပညာရက်နဲ့နော်ပြည်သူအကျိုးပြုလုပ်ငန်းတွေကိုပုံဖော်ရမယ်တရုပ်ပြရမယ်စသည်ဖြင့်ပေါ့နော်တေးသချင်းတွေတီးကုန်းရမယ်ကြပြားတွေရွတ်တွေရမယ်စိုးရမယ်ဒါအမှုပညာရှင်တို့ကျွန်တော်သတ်မှတ်တာပေါ့ဒါပေမဲ့ကျွန်တော်တို့နိုင်ငံတကာကလည်းလက်မခံဘူးပြည်သူလူထုပေါ်မှာဂုံသွေးဆုပ်အမျက်ထုတ်ပြည်သူနှိမ့်နှိမ့်ဆက်နေတဲ့မတရားစစ်တပ်မရင်းစစ်တပ်ကြီးကိုလိုက်ပြီးတော့ဒီကောင်တွေကနေပြီးတော့ဒီပြုလုပ်တဲ့ရွေးကောက်ပွဲမှာစီယုံထုတ်ဆိုတာတွေလုပ်နေတဲ့အနုပညာရှင်နဲ့လည်းလောက်ရက်နဲ့လည်းမဆိုင်ဘူးအနုပညာရှင်တွေကနေပြီးတော့အနုကိုအားပေးအားမြပြုတ်လုပ်နေတဲ့ပုံကိုယ်တွေလို့ပဲကျွန်တော်မြင်ပါတယ်ခင်ဗျဒီလိုပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနောက်ဆုံးဖြစ်ဆက်ပြီးပြောချင်တာတော့ကျွန်တော်တို့ပြည်သူတွေလည်းကျွန်တော်သိပါတယ်ကျွန်တော်နားလည်ပြီဗျာဘာလို့လဲဆိုတော့ကျွန်တော်အားမတန်လို့တာမန်လျှော့ပြီးနေရတာဆိုတော့ကျွန်တော်သိပါတယ်အခုမင်းအောင်လိုင်းကိုလည်းမနစ်သက်ဘူးအခုလုံးမဲ့ရွေးကောက်ပွဲကိုလည်းမနစ်သက်ဘူးဆိုတာကျွန်တော်နားလည်ပါတယ်ကိုချင်းလဲစာပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့နီးရတာကိုကြောက်ရတဲ့အတွက်ဒီကောင်တွေရဲ့ချိန်ချောက်မှုကိုနေ့စဉ်နေ့တိုင်းကြုံတွေ့နေရတဲ့အတွက်ဒါကြောင့်မို့ဒီရွေးကောက်ပွဲမှာကျွန်တော်ခဏပြောပါတယ်ကျွန်တော် channel မှာလည်းကျွန်တော်ခဏပြောပါတယ်ကျွန်တော်မဲထဲစီဖြစ်စေမထဲစီဖြစ်စေဒီကောင်တွေကရွေးကောက်ပွဲကိုပြီးအောင်လုပ်မှာနောက်ဆုံးနိုင်မှာလဲကြံ့ဖို့ပဲပေါ့နော်ကြံ့ဖို့ပဲအခုလက်ရှိကျွန်တော်ကြီးလိုက်ပါနော်ကြီးလိုက်လွတ်လေးဟိုပြေးကြီးစရာမလိုဘူးနော်အမှုပညာရှင်တွေဘယ်မှာရှိလဲကြံ့ဖို့ရှိမှာပဲအကုန်လုံးပြုံနေတယ်နော်ကြံ့ဖို့ရှိမှာပြုံနေနောက်ပြီးတော့တက်ခံပြတ်ဖို့ပါတီပြီးသုံးလုံးမှာလည်းမြှပြီးတော့ရောက်တယ်မဟုတ်ရောက်တယ်ဆိုမြှရောက်တော့မဟုတ်တော့ဒီကြက်ဖို့ကကောင်းနေလေငိမ့်ချမ်းလို့ဆိုဗျအဆိုးဆုံးပေါ့နော်ကြမ်းဖို့လည်းရောက်လိုက်ပြီးသုံးလုံးလည်းရောက်လိုက်သူတို့ကဟိုလှည့်စားဒီလှည့်စားပြီးတော့အနေစားချောင်းတဲ့အတွက်ပေါ့နော်ဒီရွေးကောက်ပွဲကိုနောက်ကနေဝင်းရံနေကြတဲ့ပန်ပိုးနေကြတဲ့ကျွန်တော်တို့အဖြူရောင်အမှုပညာရှင်များလဲကျမ်းပါပါသည်ချမ်းသာပါစေလို့နော်ပြတ်တာပို့ပါတယ်ခမများတို့တွေကိုလိပ်ပြကိုလုံကြပါစေကျွန်တော်တို့ပြည်သူတွေလည်းကျွန်တော်တို့ဒီတော်လန်ရေးကိုကျွန်တော်အာနာရှင်အမြင့်ပြတ်ချင်တော့အခုလုပ်နေတဲ့ကျွန်တော်တို့တော်လန်ရေးလက်ရှိတော်လန်ရေးကိုတက်နိုင်ဘက်ကနေပြီးတော့ပံ့ပိုးပေးပါထောက်ပံ့ပေးပါကူညီပေးကြပါကျွန်တော်တို့
လုံးဝစိတ်တက်မကြပါနဲ့ကျွန်တော်တို့အစရှိတယ်အစရှိရင်ကျွန်တော်အဆုံးဆိုတာရှိရမယ်ကျွန်တော်ຫນွေဥတော်လိုင်းဆိုတာအစရှိခဲ့ပြီးပါပြီကျွန်တော်တို့အဆုံးသက်မဲ့အချိန်ရောက်နေပါပြီကျွန်တော်အဲ့တော့အဆုံးသက်ပေးဖို့ကျွန်တော်တိုက်တွန်းပါတယ်အားလုံးကျွန်တော်ပြည်သူများလုံးဝစိတ်တက်မကြပါနဲ့ကျွန်တော်လည်းအခုချိန်ထိစိတ်တက်မကြသေးဘူးကျွန်တော်နိုင်ရတာဝန်ထမ်းပြီးတော့ပြည်သူတွေနဲ့တသားတယ်ဒီတော်လိုင်းရေးကိုရှေ့ဆက်ပြီးတော့အာဏာရှင်အမြင့်မပြတ်မချင်းကျွန်တော်အသက်ရှင်နေတဲ့များကာလပတ်ဗျာကျွန်တော်ကာလပတ်လုံးကျွန်တော်အသက်ရှိတဲ့များကာလပတ်လုံးအာဏာရှင်ကိုအမြင့်ပြတ်အောင်ကျွန်တော်တယောက်တည်းကြံကျွန်တော်တယောက်တည်းဆက်လက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ကျွန်တော်ဂရုပေးပါတယ်ခင်ဗျအားလုံး fight တင်ပါ